တယံရောအခါကကြီးမားလာပြီးတတန့်တတာရှိသောဝတ်တချက်ပင်ကြီးတစ်ပင်ရှိခဲ့ပူပါသည်ထိုအပင်ကြီးဤထိပ်ဖျားတွင်လင်းယုံမတကောင်အလဲပင်စီရှိတစ်ခေါင်းထဲတွင်ကြောင်မတကောင်အပင်ချေရင်းရှိတစ်မြစ်များကြားတွင်ဝတ်မတကောင်သူတို့သည်မိမိတို့၏တားငယ်သမီးငယ်များနှင့်အတူတဟာဇခစ်စွာနေထိုင်နေကြသည်သို့သောတနေ့တစ်နိုင်ကျောင်းမသည်လင်းယုံဖြုံးမတန်းသို့ချင်းကပ်ကဤသို့ကုန်းချောပြောဆိုလေသည်အဆွေကျမတို့ယခုခါဘေးအန္တရာယ်နှင့်ရင်ဆိုင်နေပြီအပင်ချေရင်ရှိဝက်မသည်တစ်ပင်ကြီးပြိုလဲသွားမှာကတင်းနှင့်ကျမတို့ဤတားငယ်သမီးငယ်များကိုတပ်ဖြတ်စားတော့ရန်တင်းမစ်တို့ကိုတဖြည်းဖြည်းတူးဖြတ်နေပြီထိုအခါလင်းယုံငမသည်များစွာပင်စိုးရိမ်ထိတ်လန့်ခြင်းဖြစ်မိလေသည်ကျောင်းမသည်လင်းယုံငမထံမှထွက်ခွာလာသည်ဝမထံတို့တဖန်ချင်းကပ်ပြန်သည်အဆွေအပင်ထိပ်ဖြောင်းရှိလင်းယုံငမသည်တင်းနှင့်ကျမတို့အစာရှာထွက်ခိုက်တွင်ကျမတို့ဤတောင်းငယ်သမီးငယ်များကိုထိုးတုပ်တစ်ဖြတ်လေသူဤတောင်းငယ်သမီးငယ်တို့စားတောက်စေရန်စောင့်ကျဉ်ပေးမဲ့အကြောင်းပြောဆိုနေတာကိုကျမတစွန်းတဆကြားခဲ့ရပါသည်ထိုနည်းမှစ၍ကျောင်းမသည်နေ့အခါအစာရှာမထွက်တော့ဘဲညအခါမှသာတိတ်တဆိတ်အစာရှာထွက်သည်ထိုအခါလင်းယုံငမနှင့်ဝမတို့ကအကယ်ပင်ကျောင်းမသည်လေနေရာမှမခွာဘဲသူ၏တောင်းငယ်သမီးငယ်တို့ကိုစောင့်ရှောက်နေသည်ဟုထင်မှတ်ကြသည်သူတို့လည်းနေရာမှမခွာဘဲနေကြသည်ဤတွင်သူတို့နှစ်ဦးစလုံးအစာရေစာမရတော့ရာသူတို့ဤတားငယ်သမီးငယ်တို့သည်အစာရေစာငှက်ပြတ်ကာတေဆုံးသွားကြလေသည်ထိုအခါကြောင့်မသည်သူဤတားငယ်သမီးငယ်တို့နှင့်အတူလင်းယုံငှက်အသေးကောင်ကလေးများနှင့်ဝက်အသေးကောင်ကလေးများကိုအားရပါရသည့်မြင်ရစ်စွာစားတောက်လေသည်ထိုမှတစဉ်ကျောင်းမသည်သူ၏လင်းလျက်ပရိယေသည်သူမိသားစုအတွက်တပားသူမိသားစုများကိုရှင်းထုတ်နိုင်နေသည်သို့သောအီဇလန်သည်တပားသူ၏စကားကိုအလွယ်တကူယုံကြည်ခြင်း၏စိုးကျိုးများကိုသင်ခန်းစာပေးလျက်ဤတွင်ပင်ရနာလျက်ရပြီ